ရီမာရဲ့အသွင်မြေတွေကအိုက်ဒေါတယောက်အနေနဲ့ဆိုရင်အိုတာခိုဒီဂျာနာမည်ကြီးမဲ့ပုံစံမျိုးဆိုပေမဲ့ရူဘီကသူနဲ့မတည့်တာကြောင့်ကမ်းလှမ်းဖို့တွန်းဆုံနေပါတယ်။အရီမာကိုသူခေါ်ပြီးမှမို့လို့ပြောဆက်ရှိတာပြောပြီးအစီမပြေခဲ့တဲ့ဘာမှမဖြစ်ကြောင်းအခွာရပြောလိုက်ပါတယ်။စတောကာဇက်ရုပ်ကယုံဖို့ကောင်းပေမဲ့တရုတ်ဆောင်တဲ့သူကရုပ်ချောတဲ့အကြောင်းရေးထားတဲ့ကွန်မန့်ကိုဖတ်ရင်အခွာရကိုစိတ်ထဲပြမြင်နေတဲ့အချိန်အခွာရကကြောင်းစင်းရင်တွေ့ဖို့စာပို့လာပါတယ်။အဲ့ဒီစာကိုတွေ့လိုက်တော့ရှက်သွားပြီးအခွာရဖွံ့ဖြိုးတော့မယ်ထင်တာကြောင့်ရှက်ပြင်းစင်းပြီးသွားပေမဲ့ရူဘီကိုမြင်လိုက်တော့အရီမာစိတ်သက်သွားပါတယ်။ပြောဆက်ရှိတဲ့သူကရူဘီဆိုတာသိလိုက်ရတော့သူကအားရနေတာမဟုတ်လို့စက္ကန့်20အတွင်းအပီပြောခိန်တာကြောင့်ရူဘီစိတ်တုန်နေပါတယ်။ဒါပေမဲ့လည်းအိုက်ဒေါအလုပ်ကိုအမြန်ဆုံးလုပ်ချင်နေတာမို့လို့ရူဘီကပဲစိတ်လျှော့လိုက်ပြီးတော့အီချီကိုအေဂျင်စီရဲ့အိုက်ဒေါဖြစ်လာပေမဲ့အရီမာကိုကန်လန့်လိုက်ပါတယ်။ရူဘီစကောက်ကြားလိုက်ရတဲ့အရီမာကလည်းအံ့ဩသွားပြီးတော့အတီပြောနေတာလားလို့မေးရင်စဉ်းစားဖို့အတွက်အချိန်ခဏပေးဖို့ပြောလိုက်ပါတယ်။အိုက်ဒေါဖြစ်လာခဲ့ရင်တရုတ်ဆောင်အလုပ်ကိုခဏနားပြီးအိုက်ဒေါအလုပ်ပဲဦးစားပေးလုပ်ရမှာကြောင့်တကယ်လို့မအောင်မြင်ခဲ့ရင်တော့အလုံးနှစ်ခုလုံးဆုံးရှုံးနေတာမို့လို့မဖြစ်နိုင်ဘူးလို့ပဲစိတ်ထဲတူနေပါတယ်။အိုင်းနဲ့အလုပ်တွဲလုပ်ဖူးတဲ့အရီမာကဘာကြောင့်မှမသိရူဘီမှာလည်းအိုင်းလိုမျိုးအချိန်မှရှိတယ်လို့ခံစားနေရတာမို့လို့အလားအလာရှိတဲ့အကြောင်းတွေးနေပါသေးတယ်။ဒါပေမဲ့အင်ဂျီကိုထုတ်လုပ်ရေးကအသေးစားအင်ဂျီစီဖြစ်ပြီးလက်ခတ်တဲ့ project တွေကလည်းအောင်မြင်တာတွေသိမရှိခဲ့တာကြောင့်လက်ခံဖို့အဆင်မပြေဘူးလို့တွေးရင်ညှင်းဖို့လုပ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအကွာယာဒူးထော်ပြီးတော့အရီမာနဲ့ဆိုရင်ရူဘီကိုစိတ်ချတာမို့လို့သူညီမနဲ့အတူအတော်လုပ်ပြီးဖို့တောင်းဆိုလာပါတယ်။အရီမာကလည်းသူကချစ်စရာမကောင်းကြောင်းပြောလိုက်တော့အရီမာကအရန်ချစ်ဖို့ကောင်းပြီးပုံမှန်အိတ်တော်တွေထက်အပြတ်သက်ချစ်ဖို့ကောင်းတာကြောင့်လက်ခံပေးဖို့အကွာယာစတဲ့ပြောနေပါတယ်။အရီမာကမရဘူးလို့ခဏခဏညင်းနေပြီးမဲ့လဲစာချုပ်မှလက်မထိုးပြီးတော့အလုပ်ကိုလက်ခံလိုက်ပါတယ်။မီယာကိုကအရီမာကိုခေါ်လာနိုင်လို့အန်အိုနေပြီးဘာနီနဲ့ထုတ်သုံးလိုက်တာလဲလို့အကွာယာကိုမိလိုက်ပါတယ်။အရီမာကအာနာတက်သူဖြစ်တာမို့ငိုယိုပြီးအတင်းတောင်းဆိုလိုက်ရင်လက်ခံမဲ့သူဖြစ်ကြောင်းအကွာယာပြပြလိုက်ပါတယ်။အရီမာကအကွာယာနဲ့အေဂျင်စီတူသွားပြီးမို့အလုပ်တူတွဲလုပ်ဖို့အခွင့်အရေးရကြောင်းပြောရင်အကွာယာနောက်ထပ်အလုပ်တင်ဝင်ထားသေးလားလို့ရူဘီကိုမေးလိုက်ပါတယ်။ဒီလိုနဲ့ရူဘီကလည်းအကွာယာပါတဲ့ဒိတ်တင်းရှိုးတစ်ခုကိုဖွင့်ပြလိုက်တော့အရီမာအံ့ဩသွားပါတယ်။အထက်တန်းကျောင်းသားတွေရဲ့ဒိတ်တင်းရှိုးဖြစ်ပြီးယောက်ျားလေး3ယောက်နဲ့မိန်းကလေး3ယောက်စုစုပေါင်း6ယောက်ပါဝင်ပါတယ်။ရှိုးပွဲမှာပါတဲ့သူတွေကတော့ဆုမီယူကီအထက်တန်းပထမနှစ် fashion model ကူမာနိုနိုဘူယူကီအထက်တန်းဒုတိယနှစ်အကသမားခူရိုကာဝါအကာနဲ့အထက်တန်းဒုတိယနှစ်တရုတ်ဆောင်မေမူချန်အထက်တန်းတတိယနှစ် YouTuber မိုရီမိုတိုခန်ကိုအထက်တန်းတတိယနှစ်တရုတ်ဖွဲ့ဝင်လို့ပဲဖြစ်ပါတယ်။တာဝန်ခံကာဘူရာကီရဲ့ရှိုးပွဲဖြစ်တာကြောင့်အလုံးကရုပ်ချောကြပြီးတော့ရှိုးပွဲအပြီးမှာတွေ့သားတဲ့သူရှိကြောင်းအရီမာရှင်းပြနေပါတယ်။အဲ့ဒီအချိန်မှာပဲအကွာယာမိတ်ဆက်တဲ့အခန်းကိုမြင်လိုက်ရပြီးအပြင်ကအကြီးစိမ်းနဲ့မတူတာကြောင့်အရီမာနဲ့ရူဘီတို့ကထက်နှံသွားပါတယ်။မေမိုချန်ကအကွာယာကိုအရန်ချောတာပဲလို့ပြောလိုက်တော့အကောင်မော်လေးပုံစံကိုမကြိုက်ဘူးထင်တာပေမဲ့မေမိုချန်လည်းချစ်ဖို့ကောင်းတယ်လို့ပြန်ပြောလိုက်တာကြောင့်ရူဘီတို့စိတ်သက်သွားပါတယ်။အကွာယာရဲ့ပုံစံကိုရူဘီတို့အပြစ်ထင်ပြောနေတာမို့ပရိသတ်အကျိတ်ပုံစံတရုပ်ဆောင်ရတာကြောင့်နားလိုက်ပြဖို့မီယာကိုရှိမှနေပါတယ်။ဒီရှိုးမှာကခွင့်ပြောတာအောင်မြင်သွားရင်အပြင်မှာပါတကယ်တွဲချပြီးနန်းနာတွေလောက်ကြမှာပေါ့လို့အရီမာပြောရင်တွင်တုံနေပါတယ်။တရုတ်ဆောင်လုံးရင်တချင်းချင်းမှနန်းနဲ့ခန့်ရိပ်ရမှာဖြစ်လို့လက်ခံဖို့အတွက်စိတ်ကိုပြင်ဆင်ထားဖို့မီယာကိုရှင်းပြနေပါတယ်။ရိတ်ကွင်းမှာတော့ဘာပြောပြောခေါင်းငိမ့်နေရတဲ့အကွာယာကတေချီစိတ်ပေါက်နေပြီးအေဂျင်စီအောင်မသိတဲ့အားရအကြောင်းကိုပြောပြပေးမယ်ဆိုလို့လက်ခံခဲ့ရကြောင်းစိတ်ထဲတူးနေပါတယ်။နှစ်ပေါင်း20လောက်ရက်ကူးလာတဲ့ဒီ reality show ကဇာညိုမရှိပဲကြောင်အားကြမ်းပြောနေရပေမဲ့အထက်အသင်းတော့အောင်မြင်မှုရှိပါတယ်။ agency ရဲ့ကလဲလာသမျှအလုပ်တွေကိုညှင်းခွင့်မရှိဆိုတဲ့မူဝါဒကြောင့် UK ကဒီ show ကိုလက်ခံလိုက်ရတာဖြစ်ပြီးသူကရှက်တက်ပြီးတော့စကားပြောလဲမကောင်းကြောင်းအကွာယာကိုရှင်းပြနေပါတယ်။သူကရီစာမထားဘူးတာမို့အကွာယာကအချီရေးကိုစိတ်ဝင်စားလားလို့မေးလိုက်တော့အကွာယာကအတိတ်မှာချစ်ခဲ့တဲ့သူတယောက်ရှိပြီးအခုထိမေးမရသေးကြောင်းပြောလိုက်ပါတယ်။ဒီ show မှာကနန်းနဲ့အခန်းနဲ့ပါတာမို့လို့လူကောင်းမရှိခဲ့မှာကိုစိုးရိမ်ခဲ့ပေမဲ့အကွာယာကိုသာဆိုရင်သူနန်းနဲ့အကြောင်း UK ကပြောလိုက်တော့အကွာယာရှက်သွားပါတယ်။သူတို့ပြောတာတွေကိုရိတ်ကူးနေတာမို့လို့သူတို့နောက်ကကင်မရာကိုမကြည့်ဖို့ပြောရင် UK ကလက်ထွက်သွားတော့ဒါလာအရှက်ကြီးရဆိုပြီးအကွာယာစိတ်ထဲကနေပြောလိုက်ပါတယ်။ ရူဘီကအကွာယာရဲ့ညီမလေးဖြစ်တာမို့သူမုန်းတဲ့သူနဲ့မတွဲပဲသူရွေးပေးတဲ့လူနဲ့တွဲဖို့ပြောနေပေမဲ့လူအကဲမခက်တတ်သေးတာကြောင့်အကွာယာကညှင်းလိုက်ပါတယ်။ကျောင်းမရှိတဲ့လူတွေကလည်းရိတ်ကူးရင်းနဲ့အလုပ်ရှုံနေကြပြီးရူဘီကအလုပ်မရှိသေးတာမို့စိတ်သက်ကြနေပါတယ်။အရီမာအလုပ်မရှိတာကိုနေသားကြနေပြီလားလို့သွားမေးလိုက်တော့အော်ဆဲလာပြီးအိတ်တော်တွေရဲ့ရွှေခက်ကတိုးတောင်းတာမို့တက္ကသိုလ်တက်ပြီးတခြားလုပ်ဖို့လဲစဉ်းစားအောင်လို့အရီမာကပြောလိုက်ပါတယ်။အဖွဲ့နဲ့မပေးရသေးတဲ့အပြင်စိုးဖို့တချင်းမှမရှိသေးကြောင်းပြောရင်နေရောက်သားစကားပြားနေတဲ့အချိန်မီယာကိုကဗီဒီယိုရိုက်ဖို့အတွက်ကင်မရာကိုယူလာပါတယ်။အခုကအင်တာနက်ခေတ်ဖြစ်တာမို့အရင်လိုလက်ကမ်းစားဆောင်တွေလိုက်ဝေပြီးပူပေါင်းဖျက်ပြေးကြမလို့တော့ပဲနိုင်ဘက်မှနာမည်ရအောင်လုပ်ပြီးပုံမှန်ပရိသတ်တွေရအောင်စူးစမ်းမိလို့ပြောလိုက်ပါတယ်။ပြောရတာလွယ်ပေမဲ့သူတို့နှစ်ယောက်ပေါင်းရင် subscriber 1000ရနိုင်ပြီမဲ့အဲ့ဒီထဲကရှိုးပက်လာနိုင်ချေက 1% ပဲရှိတာမို့ခက်ခဲမဲ့ကြောင်းအရီမာရှင်းပြနေပါတယ်။မီယာကိုကလည်းဒီလိုမျိုးဖြစ်မှကြိုသိတာကြောင့်ကူညီပေးဖို့အတွက် agency ကစီမံပေးနေတဲ့ YouTuber တယောက်ခေါ်တာကြောင့်ပြောပြလိုက်ပါတယ်။အဲ့ဒီနောက်ဘာမီတိုပဲဝတ်ထားတဲ့ငကောင်းစုံတဲ့လူတယောက်ဝင်လာတာကြောင့်အရီမာကလှမ်းပြီးနာဘူးကြီးလို့ထောက်អော်လိုက်ပါတယ်။သူ့နာမည်က PE ယွန်ဖြစ်ပြီးကလေးဒီဂျိုင်နာမည်ကြီးနေတဲ့ပတ်စံအဝင်ဆောင်ကြက်သားလေးကျင်ရေး YouTuber တယောက်ဖြစ်တဲ့အကြောင်း Ruby ရှင်းပြနေပါတယ်။
ဒီလူလူကကလေးတွေကြားနာမည်ကြီးနေလို့အင်တာနက်ကိုအရီမာအပြစ်ပြောနေရင် PAU ရဲ့တနည်းဝင်ငယ်ကတန်းတရာဆိုတာကြားလိုက်တော့ချက်ချင်းကိုတောင်းပန်လိုက်ပါတယ် channel ဆက်ထောင်ချင်းမှာ subscriber ရဖို့ကနေတိုင်းဗီဒီယိုတင်ဖို့နဲ့စကလင်းကနာမည်ရှိတဲ့လူဖြစ်ရမယ်ဆိုပေမဲ့အထက်ကောင်းတဲ့နီလန်ရှိတဲ့အကြောင်း PAU ကရှင်းပြနေပါတယ်အဲ့ဒါကတော့နာမည်ကြီး YouTuber နဲ့တွဲရရမှာဖြစ်ပြီးအဲ့ဒီအတွက် Ruby နဲ့ Arima တို့ကအိုက်တော့ဖြစ်တာကြောင့်အဲ့ဒီတုန်းဟာသားရိတ်မလားလို့ပြောလိုက်ပါတယ်ဟာသားရိတ်တာကိုကြိုပြောလိုက်ရင်မရရချောင်း Ruby ကပြောတော့ကြိုမပြောပဲအိတ်တော့တယောက်အိတ်နေတာကိုတွားရိတ်တဲ့အခါယောက်ျားတယောက်နဲ့အိတ်နေတာကိုမြင်လဲရရင်ဘလို့လုံးမလဲလို့ Arima ကပြောလိုက်ပါတယ်ပရိသတ်ကိုအစစ်မဲ့မဲ့ပေးချင်တဲ့ Ruby ကလက်မခံတာမို့ငှက်ကောင်းစုပ်ဆိုပြီးတော့ပဲတနားရီလောက် PAU နဲ့တူကလိုက်ရပါတယ်တနားရီလောက်ငှက်ကောင်းစုပ်နဲ့ကနေရလို့ Arima ကစိတ်ညစ်နေပေမဲ့ Ruby ပြောနေတာကိုသိလိုက်ရတော့စိတ်ညစ်တာကြီးလည်းပျောက်သွားပါတယ်တနားရီပြည့်သွားတော့ငှက်ကောင်းစုပ်ချွတ်ပြီး Ichiko Ichizi ကအိုက်တော့ဟုတ်ရှိနို Ruby နဲ့အိုက်တော့ Arima ကနာဆိုပြီးအတီးတီးမိတ်ဆက်လိုက်ပါတယ်Ruby ကအောက်ဆီဂျင်ရှူနေရပြီးတော့တနားရီလုံးကနေကြလို့ PAU ကချီကျူးနေရင်အရေးကြီးကိစ္စဖြစ်တဲ့အဖွဲ့နာမည်ကိုမေးလိုက်ပါတယ်။ Arima ကအဖွဲ့နာမည်ကို Ruby ကပဲပေးဖို့ပြောလိုက်တော့ Bikomaji လို့ပေးလိုက်ပါတယ်